ယုံကြည်မှုကိုလည်းသုံးစားမလုပ်ဖို့အမြင့်မတော်တွေကိုခိုင်နှင်းဝေကိုထောက်ပြခဲ့တဲ့အနုပညာရှင်တိုင်းရဲ့ဖခင်ကြီးကျွန်းလွင်အနုပညာရှင်တွေရဲ့ခေါင်းကိုင်ဖခင်ကြီးဖြစ်တင်စားခြင်းခံထားတဲ့ကျွန်းလွင်ကတော့တယုံကိစ္စတွေကိုဝင်ပါတတ်သူတယောက်ဆိုတာကိုပြည့်တဲ့လူတို့သိကြမှာပါနော်ကျွန်းလွင်ကတော့သူများကိစ္စတွေကိုဝင်ပါတတ်ပေမဲ့သူရဲ့တပည့်တွေကိုတော့ထိထိမိမိစိုးဆုံးမတတ်သူတယောက်လေးဖြစ်ပါတယ်ကျွန်းလွင်ကတော့မန်ရကိုပြောပြီးအမြဲဆုံးမတတ်ပေမဲ့ပြတ်သားတဲ့အပြောတွေကြောင့်သူရဲ့စကားတွေကကြားသူတိုင်းအတွက်နာခါစီမှာတော့တည်ကြပါပဲ။ဆရာကျွန်းလွင်ကတော့တပည့်တွေကိုစိုးဆုံးမရင်ပြည့်တဲ့တွေကြားမှာအမြဲကြရထတတ်သူတယောက်ပါ။ဆရာကတပည့်ကိုစိုးဆုံးမတာကပြဿနာမဟုတ်ပေမဲ့ပြဿနာကအပြောမတတ်တာပါပဲ။ဆရာကျွန်းလွင်ကတော့ပွင့်လင်းတဲ့အပြောဆိုနဲ့လိုင်းပေါ်တက်ပြီးဆုံးမတတ်တာမို့ခဏခဏဝေဖန်ခံရတာပါ။သူကတော့တပည့်တွေကိုကောင်းစေချင်လို့အမှမလို့အောင်ပြောဆိုနေရဖြစ်ပေမဲ့ပြည့်တဲ့မြင်မှာတော့ပါလီယာဖြစ်အောင်နေရဆိုပြီးပလီယာဖြစ်အောင်နေရဆိုပြီးအမြင်တွေလွဲမနေကြရလေဖြစ်ပါတယ်။လိုင်းပေါ်တက်ပြီးပြောလိုက်တိုင်းကြရထတတဲ့ဆရာကျွန်းလွင်ကတော့အခုလည်းဘဒူမုံမုံဆိုပြီးခိုင်နေဝေရဲ့လုံရက်ကိုထောက်ပြပြောဆိုလာခဲ့ပြီးလေဖြစ်ပါတယ်။ဆရာကျွန်းလွင်ကတော့ပရာဟိတလို့တွေအာကျိုမန်တက်လို့နေပေမဲ့ခိုင်နေဝေကိုလေးစားပေမဲ့ဒီတစ်ခါမှာတော့ခိုင်နေဝေမှားနေရဆိုပြီးထင်မြင်နေပုံပါပဲ။လက်တလုံးမှာတော့လိုင်းပေါ်မှာခိုင်နေဝေရဲ့လုံရက်တော်တော်ဝေဖန်ခံရတာပါ။ခိုင်နေဝေကတော့အရင်ကလူတိုင်းယုံကြည်ရတဲ့ပရာဟိတမင်းသမီးဖြစ်တယ်လို့လူတိုင်းရဲ့ပေါ်ကျူနာထားတဲ့စိတ်နဲ့နာမည်ကြီးနေတဲ့ခိုင်နေဝေကဝေမားလွေမိတဲ့ပတ်စံကိုပြန်မပေးလို့လိုင်းပေါ်မှာပြဿနာဖြစ်နေရပါပရိသတ်တွေကတော့အရင်ကခိုင်နေဝေဖက်မှရက်တည်ပေးခဲ့ကြပေမဲ့အခုတစ်ခါမှာတော့အမှားမှန်ခွဲခြားမြင်လာပြီးဆိုပြီးခိုင်နေဝေကိုဝေဖန်ပြောဆိုနေကြပြီလေဖြစ်ပါတယ်ဝေမားလွေမိတဲ့အမျိုးသမီးနဲ့ခိုင်နေဝေရဲ့ပြဿနာကတိတ်မကြီးပေမဲ့ခိုင်နေဝေဘက်ကတက်ငွေပြန်မပေးတဲ့ပုံစံပေါက်နေအောင်ပရိသတ်တွေကကြည်မရဖြစ်နေကြတာပါလူတိုင်းကိုတိန်တောင်ချီလှူဒန်းနေတဲ့မြေတာရှင်မလေးကမာလွေမိတဲ့ငွေ330ကိုပြင်ပေးတာကဘာလို့လဲဆိုပြီးမိကွန်းတွေထုံနေကြပါပြီအခုပြဿနာမှာပရိသတ်တွေကငွေမာလွေမိတဲ့လူရဲ့ဘက်ကပါပဲငွေမာလွေမိတဲ့အမျိုးသမီးကကုန်တဲ့သူဦးစီလွှဲရမယ့်ငွေ29သိန်းကျော်ကိုခိုင်နေဝေစီမာလွေမိတယ်လို့မာလွေတာတည်တည်ချင်းတနိုင်ဝင်းချင်းမှာပဲခိုင်နေဝေကြီးဟာကိုဆက်တဲ့အကြောင်းကြားခဲ့ရလေဖြစ်ပါတယ်သူဂရိုင်းကလည်းလူနေကြလူရှင်တရားမို့တည်တည်ချင်းမှာတည်ပြပြီးပြန်တောင်းရမယ်အထင်နဲ့ဂီဟာကိုသွားခဲ့တယ်လို့သူတို့တောင်းတဲ့ဇာရွက်စာတန်းအကုန်ပေးခဲ့ပေမဲ့ပတ်စံကလူရဲ့ထဲပါသွားပြီးပြန်လို့ချင်းရင်နေပြည်တော်ထိတရားမယ်မကျင်တဲ့ရင်တရားရင်ဆိုင်ဆိုတဲ့ပုံစံနဲ့ပြောဆိုဆက်ဆံခဲ့ကြရဆိုပြီးကရက်ကင်ရှင်ကရင်ဖွင့်လာခဲ့ရလေဖြစ်ပါတယ်လူများတော့ခိုင်နေဝေရဲ့လုံရက်ကိုရှုတ်ချပြီးငွေမလွှဲမိတဲ့အမျိုးသမီးကအမှန်ဆိုပြီးထောက်ခံအားပေးခဲ့ကြလေဖြစ်ပါတယ်ပြူသူတွေကလည်းခိုင်နေဝေကိုဝိုင်းဝန်းရှုတ်ချခဲ့တယ်လို့အနုပညာရှင်တိုင်းရဲ့ဖခင်ကြီးဖြစ်တဲ့ဆရာကျွန်းလွင်ကတော့အမန်တရားအတိုင်းလုပ်ပေးဖို့တောင်းဆိုလာခဲ့ပြီလေဖြစ်ပါတယ်။ဆရာကျွန်းလွင်ကတော့ခိုင်နေဝေရဲ့ငွေကြေးရှုပ်ရှင်ကိုဘာမှမပြောချင်ပေမဲ့မတရားသဖြင့်မလုပ်ဖို့တော့ပြောဆိုလာခဲ့ပါပြီ။ဆရာကျွန်းလွင်ဂရိုင်းကလည်းလူများကိုလူကြံပေးနေသူတယောက်ဖြစ်တယ်လို့ခိုင်နေဝေရဲ့အလှကိုလည်းအမြဲတမ်းခေါ်နေသူတယောက်ပါ။ခိုင်နေဝေရဲ့လုံရက်တိုင်းကအမြင်လေးစားစရာကောင်းခဲ့ပေမဲ့အခုတစ်ခါလုံရက်ကတော့ဖြစ်တင်ဘူးဆိုတာကိုပြောဆိုလာခဲ့တယ်လို့အမှန်တရားတိုင်းလုပ်ပေးဖို့ပြောဆိုလာခဲ့ပြီလေဖြစ်ပါတယ်။ပိတ်သက်လေးတို့ရောဆရာကျွန်းလွင်ရဲ့အပြောနဲ့ပတ်သက်ပြီးဘယ်လိုမြင်ကြလဲဆိုတာမှတ်ချက်လေးပြီးခဲ့ပါအောင်ရှင်။ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းကျမတို့ရဲ့ page လေးကနေပြီးတော့စိတ်ဝင်စားဖွယ်ရာဆယ်လီနုပညာရှင်တွေအကြောင်းအရာများကိုချိန်နဲ့တပြေးညီတင်ဆက်ပေးမှဖြစ်လို့အတိတ်တော်ပရိတင်နိုင်မလို့တန်သိရှင်နိုင်ဖို့အတွက်ဘေးနာချက်ပြီးခေါင်းလောင်းလေးကိုလေးနေထားပေးကြပါအောင်ရှင်။အဆုံးထိအားပေးကြည့်ရှုမှုအတွက်ကျေးဇူးများတင်ပါတယ်။